အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်သစ္စာအမှန်မျိုးသမီးတင်ကြောင်းလေးပြောချင်လာလို့ပါသစ္စာအမှန်မျိုးသမီးတင်ကတော့ပြီးခဲ့တဲ့ဘောလုံးရသည်မှာတော့တတိယနေရာနဲ့ရာသီတိုင်းခဲ့ပေမဲ့ဒီနှစ်အစပိုင်းမှာတော့သုံးပွဲကစားရမှာတော့ရမှတ်တမှတ်သာရရှိတာခဲ့တာလည်းဖြစ်ပါတယ်ပထမဆုံးကစားခဲ့တဲ့ ARD နဲ့ပွဲမှာတော့၄ခုကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်ဒါကတော့ရှုံးမဲ့လို့နည်းနည်းထင်ပေမဲ့အဲ့လောက်ထိကိုပြတ်မယ်လို့မထင်ဘူးဗျာဒုတိယပွဲကတော့ Shell United နဲ့အမျိုးသမီးတင်နဲ့တွေ့ခဲ့ပြီးတော့သစ္စာအမှန်တင်ကပွဲပြီးဆုံးကနေမှခြေပတ်ကိုတွင်ပြီးတော့တကူတကူတည်ရလက်ထွက်ပေါ်ခဲ့ပါတယ်ဒါကတော့မနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာအဲ့ပွဲစဉ်မှာတော့ရန်ကုန် United နဲ့ပထမပိုင်းတစ်ပိုင်းလုံးတကူကိုမရှိနဲ့ဥဆောင်တာပြီးကမှဒုတိယပိုင်းမှာပန်နတီကိုအပဝင်2ကူတကူနဲ့ရှုံးနေခဲ့ပါတယ်အဲဒါကြောင့်သစ္စာအမှန်မျိုးသမီးတင်ကတော့ရမှတ်သုံးပွဲကစားရမှာရမှတ်တမှတ်သာရရှိတာတဲ့အသင်းလည်းဖြစ်ပါတယ်သစ္စာအမှန်မျိုးသမီးတင်မှာတော့ညီမလက်ယူစဉ်ကစားသမားအများစုပါဝင်နေတာလည်းဖြစ်ပါတယ်မေတ္တမွန်ရဲ့ညနုခင်အလူကစားသမားတွေလည်းပါပါတယ်နောက်ပြီးတော့သူတို့အနေနဲ့ကြည့်ရင်တော့ကွင်းလက်ပိုင်းကတော့တိတ်အားရဖို့မကောင်းပါဘူးသစ္စာအမှန်မျိုးသမီးတင်ကတော့ကွင်းလက်ပိုင်းမှာဝုံပွင်းတို့ဝေဖွယ်တို့ရှိပေမဲ့အဓိကကွင်းလက်အင်ဂျင်ကစားသမားကျွန်တော်ခင်မမိုထုံးဒဏ်ရာပြဿနာကြောင့်အလိုရှိနေတဲ့အတွက်ကြောင့်လည်းပါမှန်ထင်ပါတယ်ဒါကတော့ဒုတိယပွဲမှာဝုံဝင်းအကောင်းဆုံးစုရခဲ့တဲ့ပုံမှာတကူတကူသိကြခဲ့တယ်နောက်ဆုံးမိနစ်9မှာဝုံဝင်းကသွင်းပေးခဲ့တာဖြစ်ပါတယ်ချစ်ပါကိုပေါ့ဒါတော့ပထမဆုံးပွဲပါဒီပွဲလည်းတော်တော်များကြည့်ရမှာထင်ပါတယ် ARD နဲ့ပွဲပါအဲ့ဒီပွဲမှာတော့၄ခုကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်ပြီးတော့ဒီဇင်ဘာ2ပြဿနာလေးတွေ line ပေါ်တက်ခဲ့ပါတယ်ခုတော့အားလုံးစင်နေသွားပါပြီတစားမနေသမီးတွေဘယ်လောက်ထိတက်လာနိုင်မလဲတက်လောက်ပြနိုင်မလဲဆိုတာတော့ကျွန်တော်တို့နောက်ပွဲစဉ်တွေမှာဆက်လက်စောင့်ကြည့်ဖို့တိုက်တွန်းကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးတက်ရှူတိုင်းငုံဝင်ကြပါစေခင်ဗျာတစားမနေသမီးတွေလည်းဒီထက်ကောင်းမွန်တဲ့အောင်မြင်မှုတွေနဲ့တူတက်လာနိုင်ပါစေခင်ဗျာဒီနေ့မှာတော့ ARD မျိုးသမီးတင်ရဲ့ပွဲစဉ်ရှိပါတယ် ARD မျိုးသမီးတင်နဲ့ ISP မျိုးသမီးတင်တို့ရဲ့ပွဲစဉ်ရှိပါတယ်3နိုင်ခွဲပသိမ်မျိုးနဲ့ကွင်းမှာပါအားလုံးကျေးဇူးတင်ပါတယ်တက်ရှူတိုင်းငုံဝင်ကြပါစေခင်ဗျာ